ဒီဖထိုးနဲ့ရွာချောင်းတက်ပယ်လာတယ်ဆရာတော်ဖျားရဲ့ဆုံးမမှုတွေအောက်ဝဲလူတွေပွဲတွေဖျားသွားကြောင်းပြန်များနေပတ်တကပကွက်ကြကိုတနက်ခါနဲ့ချေတာရုပ်သားပြီးချစ်ဖို့ကောင်းတဲ့တော်တလေးရဲ့ဟန်များစွာရင်ကိုအေးချမ်းစေရမှာကြောင်ရဲတဲ့ဘွားတွေပြထွန်းတုံးပေါ်ချေဆက်တွေကြနဲ့ပြုံများနဲ့လာနေကြတယ်အေးချမ်းတဲ့ဘွားတွေပါပဲငိမ့်ချမ်းတဲ့ရက်တွေသားမို့ရွာကျိုးတွေတဲဖို့လို့ရဲ့စီစီလုံးလုံးရက်တီကြတယ်လွမ်းတဲ့ခါလန်းငယ်ပါစပါကင်းတွေဝါပြီးဆိုဝမ်းမြောက်စွာကဲလင်းကလဲကလေးနဲ့ပြေးလေးချိုးလွမ်းတဲ့ခါလန်းငယ်ပါစပါကင်းတွေဝါပြီးဆိုဝမ်းမြောက်စွာကဲလင်းကတော့တလီကိုတေးလေးဆိုကြီးကရွှေတည်တဲ့မြေကြီးကရွှေတည်တဲ့မြေတို့ရဲ့မြေရှင်သန်ဒီမှာငတို့ရဲ့မွေမြေကြီးကရွှေတည်တဲ့မြေကြီးကရွှေတည်တဲ့မြေတို့ရဲ့မြေရှင်သန်ဒီမှာငတို့ရဲ့